အားလုံးပဲမင်္ဂလာပါအိုင်လာဖို့ဘောကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုဆိုရင်ကျွန်တော်တို့လီယိုမက်ဆီကတော့48လုံးမြောက်ဖလားပေါ့နော်48လုံးမြောက်ဖလားကိုအင်နာမိုင်ရင်တင်းနဲ့စကူပေးလိုက်ပြီးဘိုလူပွဲပေါ့နော်သူတို့ရဲ့ဇုံမှာတော့ဘိုလူပွဲပေါ့ဒါပေမဲ့ဟိုတစ်ခုလုံးမှာဆိုရင်တော့စီပီဖိုင်နယ်ပေါ့ဖိုင်မှာနယူးယောက်စီးတီးတင်းကိုအာဘော်ကိုနဲ့နိုင်မှာတစ်လုံးဖန်ပြီးပေးသွားတယ်ဒီနေ့ကစားသမားတွေရဲ့လင်းမြန်မှုနဲ့ပေါ့နော်ဖလားကြီးစကူရတယ်ဘတ်စကွတ်တို့ဂျိုဒီအဘာတို့ကတော့နောက်တစ်ပွဲဖိုင်နယ်ပေါ့နော်ကံပြီးရင်အားယူမယ်ဆိုတော့သူတို့အတွက်တော့အမတရားဖြစ်စရာနောက်ဆုံးဖလားနောက်တစ်လုံးလည်းရသွားနိုင်တာပေါ့နော်အမတရားဖြစ်တဲ့ဖလားတို့စကူပေးသွားတယ်အခုတော့မက်ဆီက48လုံးမြောက်ဖလားရပြီးတော့ကမ္ဘာပေါ်မှာဖလားများဆုံးရတဲ့ကစားသမားပြီးတော့ဒီပွဲမှာတကူဖန်တီးရတဲ့အတွက်ပို့စကတ်နဲ့တူနေတဲ့404ကိုစံချိန်ကို405ကိုဆိုတဲ့တကူဖန်တီးမှုနဲ့စံချိန်တင်သွားပြီပေါ့နော်ကဲကျွန်တော်ရဲ့ကိုကြီးကတော့နောက်ဆုံးပေါ့နော်ဟိုအသက်ရွယ်ကြီးရင်နေတာတော့လောက်ပြနေတာတွေကသူအနားယူအောင်မှာတော့စိုးရင်စရာဖြစ်နေပြန်သူရဲ့ဘောလုံးကစားပုံကိုကြည့်ရင်ပြီးတော့ကျွန်တော်တို့တွေအကြီးပြင်းလာတယ်ဆိုတော့သူရဲ့ဘောလုံးကစားတွေကလည်းမမြင်ရရင်တော့စိတ်ထဲမှာတမျိုးကြီးဖြစ်နေမယ်အနေထားမျိုးကဲဘာဖြစ်လို့လဲဒီမက်ဆီကတော့38နှစ်40နာကတ်နေတာတော့စူဖလားတွေနဲ့အောင်မြင်မှုတွေကိုအတားပြန်လဲယူပြပေးနိုင်တာတော့တကယ်ကိုဂျင်းနဲ့အားရကုန်စရာပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ်